ခွင့်ပြုချက်မရှိဘဲလုပ်ရင်တော့ကျွန်တော်တို့ဥပဒေပုံမှန်နော်ငင်းနေတာစီတမ်းတွေဥပဒေပုံမှန်18ရက်ရေးယူခြင်းခံရပါလိမ့်မယ်ဒီနေ့ကတော့တကဘာလုံးနဲ့ဆိုင်တဲ့ကျွန်တော်ငင်းချမ်းရင်းနေပြီလမ်းလျှောက်တာလည်းကျွန်တော်ကအကြီးကမဟုတ်ဘူးအကြီးကကျွန်တော်ရွေးရချင်းခြေမှုတွေဝစုံလေးတွေကိုပြီးတော့ပန်းစီလက်တန်ပြီးတော့သမ္မတကြီးလုံးကိုကျွန်တော်ကအချင်းလိုမျိုးတွေနဲ့ကျွန်တော်တို့ကဒီပန်းစီလေးငင်းချမ်းစီတဲ့ပန်းစီလေးကျွန်တော်တို့ပေးချင်ပါတယ်ဆိုတော့ပေးရငင်းချမ်းချင်းတဲ့တင်းကိုကျွန်တော်ကတော့ပေးတယ်ဒါလေးပါပဲစင်နာကနေပြီးစုပြီးဟိုနဲ့တစုဒီနဲ့တစုနဲ့အခုချိန်ဒီကျွန်တော်တို့မှာဟိုမငြိမ်းမချမ်းဖြစ်နေသေးတယ်ဒါကျွန်တော်ငြိမ်းချမ်းလေးကိုစူးစမ်းနေတယ်အကုန်လုံးမငြိမ်းမချမ်းဖြစ်နေကြသေးတယ်မြင်ရပါတယ်အဲ့ဒါစိတ်တော့မကောင်းသေးဘူးတကယ်ပဲစစ်မှန်ပြီးတရားမျှတတဲ့ငြိမ်းချမ်းရေးပုံဆောင်မှုဖြစ်ဖို့ကျွန်တော်ရည်ရွယ်ပြီးသွားတာပါဒီနေရာမှာတမ္မတကအရန်ရည်ကြီးတယ်သူကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာမှာအဓိကသူကကြီးကြပ်ကုတ်ခဲ့တဲ့လူကြောင့်အကြီးကတယောက်ဖြစ်တယ်လွတ်တော်ဆိုတာလည်းဒီလိုပါပဲတိုင်းပြည်ပြည်မှာစစ်ဖြစ်ဖို့ဆိုတာကအဓိကပြည်တွင်းစစ်ဖြစ်ဖို့ဆိုတာကလွတ်တော်ကနေခွင့်ပြုချက်မပါဘဲနဲ့ဒါမှမဟုတ်ပြည်သူတွေရဲ့ခွင့်ပြုချက်မပါဘဲနဲ့ပြည်တွင်းစစ်ဆိုတာဘယ်လိုမှဆင်ခြင်လို့မရဘူး